ကဲ brother တို့အားလုံးပဲမင်္ဂလာပါပန်နာ gaming channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပန်နာတို့က revamp ပြုလုပ်ပေးထားတဲ့ Kimi ကိုကင်ပြပေးသွားမှာဖြစ်ပါတယ်ကဲဆိုတော့ပန်နာတို့ဘယ်လောက်ကျန်းသွားမလဲပြီးတော့ revamp Kimi ကဘာတွေပြောင်းလဲသွားမလဲဆိုတော့အတူတူလိုက်ပြီးတော့ show လိုက်အောင်ကောင်းကြီးတို့ကဲဆိုတော့ပွဲရောက်ပြီဆိုတဲ့အနေထားလေးမှာတော့ကိုရီဘက်အချမ်းကတော့လောင်ချောင်ကြီးပါမယ်ဟာရာဘူဇာပါမယ်ပြီးတော့ vein ခါလီယာဆိုပြီးပါမယ်အနိဘက်ကတော့ဖီနီတို့ granger တို့ဘာလို့ပါတယ်ကထားလိုက်တော့ပွဲအစမှာတော့တည့်ရဲ့အတိုင်းပဲကွာပန်နာတို့ကဘာမှတိတ်ဒီ hero revamp hero တိတ်အသားမကျသေးတော့ကိုရဲ့ goal line ကိုင်လာတာလည်းဖြစ်တော့သိမလားနည်းနည်းပါစမ်းတက်ပြီးတော့လုံးကြည့်ရဲဒါပေမဲ့လုံးကြည့်ကိုရီတိတ်မကိုင်တဘူးဆိုကမှပဲပေါ့နော်မကိုင်တဘူးဆိုတာ revamp လုပ်ထားလို့နော် revamp လုပ်တာမကိုင်တဘူးဆိုကမှနှစ်ကောင်တော့ကိုရီရှိကိုရောက်လာတယ်အဲ့တော့ကိုရီလည်းနည်းနည်းတော့ညစ်ပြီလေကိုလည်းညစ်တော့granger ပြစ်တာခတ်တာလေဒီ Kimi ကအရင်တော့ကျွန်တော် Kimi မကိုင်ဘူးတာမဟုတ်ဘူးကိုင်မိုးပါတယ်ဒါပေမဲ့ revamp လုပ်ပေးလိုက်တော့ Kimi ကဘယ်လိုပြောမှသိမလားနည်းနည်းလေးကိုင်ရတာသွေးနှုတ်တယ်လို့ပြော့တယ်လို့ဘာလို့နဲ့ဒါပေမဲ့အောက်က energy ဘာတန်းပြည့်ပြီဆိုရင်တော့အ Kimi ကတကယ်သွားရှုပ်လို့မရတယ်မှာပါတယ်ကဲကူလောလောဆယ်တော့ပန်နာတို့လည်းဘာမှတိတ်မရှိအဲ့တော့ crate လေးပဲရှင်းနေဗျာဒီလားအဲ့တော့ brother တို့အခု Kimi ကိုကင်တက်ပြီလားမကင်တက်သေးဘူးလားဆိုတော့ comment လေးမှာ man ခဲ့ပါကျွန်တော် Kimi အခုလောလောဆယ်ကျွန်တော်ကင်ရတာတော့နည်းနည်းလေးတော့လွယ်တယ်လို့နဲ့ခတ်တယ်လို့လေးတော့ရှိပါတယ်ဒါကဲထားလိုက်တော့ခုလောလောဆယ်တော့ granger ပေါ့နော်လောက်တာတော့လောက်လို့ရတယ်ဒါပေမဲ့ဟိုအမခါလီယာဝင်သွားပြီဆိုတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ကေးရတော့ရလိုက်ပြီကောင်းကြီးတို့ကဲဆိုတော့ဟိုဘက်မှာဟိုကောင်ပကွတ်တို့ခဏနေကိုလိုက်မှာအကောင်လိုက်မှာအကောင်အပါခေါ်မယ်ကောင်းကြီးတို့ရော့အမဒါပဲultimate ကိုကြိုက်တာအဲ့ဒါလည်းပါတယ်နော်အမdouble weight တော့မရလိုက်ဘူးဒါပေမဲ့ပြောမိတာပြောတာဒီ Kimi ကကွာတည်မလားတာဝါချိုးတဲ့နေရာမှာတော့ဘာမှလှုပ်ရှားမလို့တည်မလားဒီပစ္စည်းအတက်လေးပဲဆွဲထားလိုက်ပြီးရော okay ဆလီနာကတော့ arrow တွေပြစ်တာတော့လွဲသွားတယ် okay စင်မြေတဲ့ကောင်းရိုးအေးဆေးလေးပဲဟဲမယ်နောက်တစ်ကြောင်းအနေနဲ့ကတော့ဒီ granger နဲ့ပဲပေါ့နော် goal line မှာပဲသူနဲ့ပဲနှစ်ပါးသွားနေရတယ်ပေါ့နေထားရလို့လေးရှိရဲဒါပေမဲ့ granger အိုးနေအဲ့ပကွတ်တို့ရင်ဖြောက်အောင်မယ် okay ရော့အမလှုပ်လိုက်တော့ပြီးပြီလေကိုရီကိုလှုပ်ချင်တာညီလေးရော့ဘာမှလာမရှင်းမြန်နော်ကိုရအေးဆေးလေးပဲဟဲလိုက်မယ်ကောင်းကြီးတို့ okay မှန်ကတီးပေးလိုက်မယ်ခဏနေခရာလွတ်သွားတယ်ကောင်းကြီးတို့ okay ထားလိုက်တော့ကြောက်နေနဲ့ဘာမှသိထွေတို့အများကြီးမပြောတော့ကောင်းကြီးတို့နော်အဲ့တော့ဒီ crit လေးပဲ share မယ်ပြီးတော့ဘာလို့ညာလို့ပေါ့ဗျာနေထင်းနေငါထင်းနေအဲ့ကောင်အဲ့လိုပြစ်တော့မယ်ဆိုတာထင်းနေသိလားနော်ထင်းလည်းမတက်နိုင်ဘူးကဲနေဦးမဲအမငါတိတ်မိတ်ကောင်းရင်တော့မင်းသေးပြီညီလေးနော်ညီလေးအော်လွတ်ကြတယ်လို့လားဒီတော့သွေးတစ်စက်ကို flicker ပေးပြီးလိုက်ရတာမတန်ဘူးမတန်မဲ့တို့ကတော့ record လေးပြပြီးတော့လေးတိုက်ခဲ့လိုက်တဲ့ကောင်းကြီးတို့ okay အေးဆေးလေးပဲဟဲမယ်နော်ကဲဆိုတော့ရှေ့မှာတော့ဘယ်တဲဖြစ်မဲ့အလားအလာလေးတော့မြင်တွေ့နေရတဲ့ဆိုရင်မဲ့ဝင်လာပြီလို့မပြောမစုံနဲ့အဲ့လိုမဝင်ရဘူးကွာမင်းတို့ကောင်နည်းနည်းပါကြိုပြီးတော့ပြောလေကွာအဲ့တော့မှငါတိမှာဟုတ်တယ်မလားကဲခိုးလောတဲ့ကတော့ကိုရီလည်းအလဲလိမ့်ဘက်ကိုနေချဲ့လာတယ်ပေါ့နော်နေချဲ့လာတော့ကိုပတန်တို့ကကိုရီထိုးဖို့လောက်တာဒါပေမဲ့ကိုရီက ultimate လေးပြစ်ပြီးတော့ပဲဟောခေါင်းကြီးတို့ရာကနေဆက်ဆဲလေးကိုကဲဒါလေးထားလဲဘာမှပြောနေလဲဘာမှမထူးလေအဲ့တော့ကိုရီလည်းအမှန်ကန်တီးဖို့ပဲဆုံးဖြတ်လိုက်တော့ခေါင်းကြီးတို့နော်အခုလောတဲ့ကတော့ဟိုဘက်ကစေနီကလှုပ်ချင်တာဟိုဘက်ကဖန်နီကလှုပ်ချင်တာနေလာစမ်းမာညီလေးမင်းကိုကြီးကိုပိုင်လို့ဘယ်ရမလဲအမှန်တကယ်တော့ကိုရီကေးရမှာဟာရာဘူတာကောက်သွားတော့ခေါင်းကြီးဟာရာဘူတာကမကောက်ဘူးဆိုကိုရီအမှန်ကန်ဒီဓာတ်လေးမှာကေးရနေပြီနော်တာဝါချိုးရတာတော့မြင်တွေ့နေရတဲ့အတိုင်းပဲတကယ်နော်တာဝါချိုးရင်တရေအိတ်လို့ရတယ်တကယ်ပြောတာ revamp Kimi ကိုင်တာဘာကောင်းလဲဆိုတော့တာဝါချိုးရင်တရေအိတ်လို့ရတယ်အဲ့ဒါတကယ်ပြောတာဘာမှဟိုဘယ်လိုပြဘာမှလှုပ်เสียမလို့ဗျာတကယ် business တက်လည်းပဲထိုင်နေရုံပဲတဲ့အနေနဲ့ရှော့ပြီနဲ့တူပါတယ်ကွာထင်းနေရှော့ပြီနော်ဆလီနာအဲ့တကယ်တော့အဲ့ဒုက္ခတော်တော်ပေးတာနော်ဘန်နာတို့အကြောက်ဆုံးကအဲ့ဆလီနာနဲ့ဟန်ဆိုပေးတဲ့ဒုက္ခကိုတကယ်အကြောက်ဆုံးသေးလားအဲ့နှစ်ကောင်ကတော့တကယ်တော်တော်မှသိုးပါတယ်ကောင်းကြီးတို့ရာနော်ပြီးတော့ရုပ်တွေကြည့်ကြလားရုပ်တွေကြည့်တော့လဲချောလားဆိုလဲမချောကောင်းကြီးတို့ဟာသေးလားနော်ရုပ်ဆိုးကြီးနဲ့သူများကိုလိုက်ပြီးစိတ်ဒုက္ခပေးတာတကယ်ဆလီနာကတော့ရုပ်လေးတော့ချောပါဇင်းနဲ့စကင်မှာတော့ရုပ်ချောပါတယ်ကျန်တာတော့တည့်ရဲ့အတိုင်းပဲဘာယုံကြည်မှန်းတော့မသိတရေရုပ်ကြီးအဲ့တော့ကိုယ်လည်းနဲ့တော့ကြောက်တယ်ဒါပြောခုလောလောဆယ်ကိုကြီးတကယ်ပြောတာဒီပွဲမှာလေးတလားဟိုကိုကြီးဆော့နေတာဒီကဒီဟိုဘယ်လိုပြရမလဲရိုင်းကေးလဲတိတ်မကောက်ရဲရိုင်းနဲ့ရှေ့တက်ပြီးလဲမတီးရဲဘူးဘာလို့လဲဆိုတော့သိရမလားအခုမှ revamp ပေးတာလို့ကိုင်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုကြီး RAM မှာတော့မတီးရဲလို့ classic မှာလာတီးတာ classic မှာတီးကြီးသလောက်တော့အနေထားလေးကတော်တော်လေးကောင်းတယ်ပေါ့နော်ပြီးတော့ဒီကောင်ရဲ့ basic attack ကဗျာခြုံနေပါလေစစ်လို့ရတာတော်တော်လေးမှအဆင်ပြေတယ်ဘယ်လိုပြမလဲဥမာဗျာခြုံတချုံနဲ့ဟို brother တို့က basic attack လေးပစ်ထားလိုက်လို့ရှိရင်အောက်က energy ဘာတန်းလေးကဗျာအဝါရောင်လေးကနေတက်ပြီးအနီရောင်လေးပြောင်းသွားအောက်က energy ဘာတန်းလေးတက်တယ်ဆိုသိကြပြီအဲ့ဒီခြုံထဲမှာ enemy ရှိရပေါ့နော်ကိုကခြုံထဲကိုပစ်ကြည့်လိုက်လို့ energy ဘာတန်းလေးအောက်က energy ဘာတန်းလေးမတက်ဘူးဆိုတော့သိကြတယ်အဲ့ခြုံထဲမှာ enemy မရှိဘူးပေါ့နော်အဲ့လိုမျိုးလေးစစ်လို့ရဒါပြီးတော့ brother တို့လက်ဆောင်အနေနဲ့ထည့်ပြီးစေတနာနဲ့ထည့်ပြောပြတာပေါ့နော်အမေဒါကိုကြီးစမ်းတက်ပြီးမှပြောပြတာနော်ခေါင်းကြီးတို့အဟုတ်ယုံလိုက်ပန်နာတို့ယုံလိုက်တကယ်ပြောတာကိုလောလောဆယ်ကတော့တွေ့တဲ့အတိုင်းပဲအလူအိမ်ကိုဝင်တီးနေရတယ်လို့တီးရတာခေါင်းကြီးတို့ရေနော်အလူအိမ်ဝင်တီးနေအောင်မှဒီလောက်တီးရမှာမဟုတ်ကိုလောလောဆယ်တော့ classic မှာ
ဒီ revive gaming လေးလာဆန်းလိုက်ရတဲ့အနေအထားလေးဟာဆိုရင်တော့ဖြင့်တော်တော်လေးဟိုမှာစိတ်ကျဉ်နဲ့အားရစရာလေးတော့ရှိရပါတော့ကဲဆိုတော့ပွဲရတော့ပြီးသွားခဲ့ပြီခေါင်းကြီးတွေနော်ဆိုတော့ Panna တို့ရဲ့ channel ကိုလည်း like and subscribe တွေလုပ်ခဲ့ပေးဖို့လည်းပြောချင်ပါတယ် Panna တို့အနေနဲ့ brother တို့အတွက် giveaway တွေလည်းအများကြီးပေးသွားဖို့ရှိတာဖြစ်တဲ့အတွက် subscribe လေးတွေလုပ်ထားပေးခဲ့ကြပါဦးခေါင်းကြီးတွေကဲဆိုတော့ဒီနေ့ TV လေးကတော့ဒီလောက်ပါပဲနောက်နေ့မှာတော့ကျွန်တော် e-bet အကြောင်းအနေနဲ့အတူတူပြန်လာခဲ့ပါမယ်ခေါင်းကြီးတွေ